ဒီနေ့တော့ကျွန်တော်တို့ဒီဆိုင်ငယ်အိုးထုတ်ကြီးကိုအတွင်းကန်တန်ရှင်းလုပ်ဘာလို့လဲဆိုတော့မိုးတဲ့နှုံးကဒီဖော့ကမိုးတစ်ခါမိသွားတဲ့အခါကျတော့ဒီစောင်းနေနေကျွန်တော်တန်ရှင်းမလုပ်တဲ့အခါကျတော့အနံ့ထွက်တယ်ပေါ့နော်ဟိုအနံ့တက်မကောင်းဘူးဆိုင်ငယ်ကိုအိုးထုတ်ဒီမှန်အလုံးနဲ့စောင်းတဲ့အခါကျတော့အနံ့တက်မကောင်းဘူးအဲ့တော့မှန်ဖွင့်စောင်းရင်တော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီတန်ရှင်းလုပ်ဖို့အတွက်ကိုဒီကျွန်တော်တို့အတွင်းဒီဖော့တွေကဖြုတ်လို့ရတယ်ဘယ်လိုဖြုတ်လို့ရလဲဆိုတော့ကိုယ့်ဟာကိုလိုက်ဆက်စုတော့တွတ်တွေ့တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြုတ်မလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီမီးတိုင်းကျိုးကိုနှစ်ဖက်ကိုချိတ်ထားတဲ့ဟာကိုဖြုတ်လိုက်တယ်ပေါ့နော်ဖြုတ်ပြီးတော့သူဒီမှာဆိုရင်ကျွန်တော်တို့ကျဲသီးလေးတွေရှိတယ်နော်ကျဲသီးလေးရှိအဲတစ်ချက်ဖြုတ်လိုက်ကျဲသီးနှစ်ချက်ပါတယ်ပေါ့နော်ဖြုတ်ပြီးလို့ရှိရင်ဒီမှာသူကဒီဓာတ်တော့နောက်ပိုင်းပေါ့နော်ကျဲသီးဖြုတ်လိုက်လို့ရှိရင်သူကဒီလိုဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကနေဆွဲထုတ်လိုက်ထည့်လို့ရှိရင်တော့ဒီဘက်ကစထည့်ရတယ်ဒီလိုထိုးထည့်ရတယ်နော်ထိုးထည့်ပြီးတော့သူချိတ်ထားတဲ့သဘောပေါ့နော်ဒါတစ်ဖက်ထွက်သွားပြီပေါ့နော်နောက်တစ်ဖက်လည်းအဲ့ဒီလိုပါပဲကျွန်တော်တို့ကျေသီးလေးဖိထားတာရှိရပါတော့အဲ့ဒါကိုကျွန်တော်တို့ဒီမှာကျေသီးတွေခွာလိုက်ခွာပြီးလို့ရှိရင်ဒီအနောက်ကလေးကနေပြီးတော့ဆွဲထုတ်လိုက်ဒါဆိုရင်နှစ်ဖက်ထွက်သွားပြီဒါနားအုပ်တဲ့နှစ်ဖက်ပေါ့နော်နားအုပ်တဲ့နှစ်ဖက်ထွက်သွားပြီနားအုပ်တဲ့နှစ်ဖက်ထွက်သွားပြီဆိုတော့ကျွန်တော်တို့ဒီခေါင်းအပေါ်ကအုပ်တဲ့ဖော့ကြံလေးတယ်အဲ့တော့သူ့မှာလည်းကျွန်တော်တို့ဒီမှာဒီအနောက်ကနှစ်ခုလှန်လိုက်ရင်ဒါကျေသီးနဲ့နှစ်ခုချိတ်ထားတာပေါ့နော်လှန်လိုက်မယ်လှန်ပြီးလို့ရှိရင်ဒီမှာဒီရှေ့မှာဒီဟာလေးရှိတယ်ပေါ့နော်ဒီအုပ်လေးရှိတယ်ရှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီရှာလေးအထစ်တွေနဲ့ထားတာပေါ့နော်ဒီဖော့ရဒီနားပါပေါ့နော်ရှာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကဒီဘက်ကိုဆွဲထုတ်လှန်မထုတ်နိုင်ဘူးနော်အမှန်တကယ်တော့သူဖိထားတာမှာဂွင်းလေးတွေရှိတယ်နော်ဒါဆိုရင်လည်းကျွန်တော်တို့ခေါင်းပေါ်ကဒီလိုအုပ်တဲ့ဟာနော်ဒါကျွတ်သွားပြီအဲ့တော့ဒီဟာတွေကိုတန်ရှင်းလုပ်ရမယ်ကျန်တာကတော့မရှိတော့ပါဘူးကျန်တာတွေကဒါကော်ကုံတွေပဲကျန်တော့နော်အထဲထဲမှာကော်ခုံကြီးတွေပဲကျန်တော့ဒီနောက်ပိုင်းလေးတွေရှိဒီဟာလေးတွေပဲကျန်မှာပေါ့နော်အဲ့တော့ဒါတွေကိုတန်ရှင်းလုပ်တဲ့အခါကျတော့သူ့ရဲ့အညွှန်းကတော့ကျွန်တော်တို့ဟိုရိုးရှည်နဲ့စက်ပြာနဲ့တန်ရှင်းရတန်ရှင်းတဲ့အခါကျတော့ကျွန်တော်တို့ကစီရနာလောပြီးတော့ဗရက်တွေနဲ့တန်ရှင်းမလုပ်ပါဘူးရိုးစက်ပြာနည်းနည်းနဲ့ပေါ့နော်ဟိုလက်နဲ့ပဲဒါတော့လက်နဲ့ပုတ်တာတော့ကျွန်တော်တို့ကတအားကြီးမဖိရအောင်ဖော့ဝါလေးပေါ့နော်ဒီကြီးပြောင်လုံးလေးတွေဖိပြီးတော့သူ့ကိုရေမညစ်ကအောင်ရေခါရမယ်ခါပြီးလို့ရှိရင်နေမလန်းအောင်နေမလန်းအောင်အလင်းရောင်နဲ့လေဝင်လေတွေကောင်းတဲ့နေရာမှာ6သွေးသွေးဖြစ်သွားအောင်လို့တင်ထားပေးရမှာပေါ့နော်အဲ့တော့နေမလန်းမဲနဲ့6သွားတာပေါ့နေလန်းလိုက်လို့ရှိရင်ဖော့တွေကျုံသွားတာတော့ဘာလို့စသဖြင့်အယောင်လွင့်တာတို့ဖြစ်မယ်ပေါ့နော်အဓိကတော့ဖော့တွေပါကျုံမှာဒီမှာဒီဖော့လေးတွေဆိုတာဖော့နုလေးတွေအဲ့တော့ဒါလေးတွေကိုရိုးစက်ပြာရည်လေးနဲ့တန်ရှင်းလုပ်ပြီးတော့ကျွန်တော်နေမလန်းမဲနဲ့အပူချိန်ရပြီးတော့လေဝင်လေတွေကောင်းတဲ့နေရာမှာထားပြီးတော့ကျွန်တော်တို့တန်ရှင်းလုပ်ကမှာဖြစ်ပါတယ်အဲ့တော့ဒါလေးတန်ရှင်းလုပ်ပြီးရင်တော့ဒီကျဲသီးလေးတွေနဲ့ဒါလေးတွေနဲ့ပြန်တက်ပြီးတော့ကျွန်တော်စောင်းလို့ရပါပြီအဲ့တော့အကယ်၍ဒီလိုအိုးထုံမျိုးကိုစောင်းတဲ့သူတွေရှိရင်ကျွန်တော်ကတော့သူများလုပ်ပြတာမဟုတ်ဘူးကိုယ့်ဘာကိုလိုက်ရှာရတာအဲ့တော့နောက်တစ်ခုရှိတာကဒီအိုးထုံကိုစောင်းတဲ့အခါမှာကျွန်တော်တို့တော်တော်များများကတချို့မသိတဲ့သူတွေပေါ့နော်မသိတဲ့သူတွေဒီမှန်ကိုဒီလိုတွေလုပ်ကြတယ်ကျွန်တော်ကတော့မကြိုက်ဘူးမကြိုက်ပြီမဲ့လည်းကျွန်တော်ဘလို့မှမပြောပြပါဘူးနော်ကြည့်ပဲနေလိုက်ပါတယ်ဘာလို့လဲဆိုတော့ပြန်ရောက်လို့ရှိရင်ကျွန်တော်ဒီမှန်ကိုကျွန်တော်တီရှူးနဲ့တုပ်တယ်ပေါ့နော်အတွင်းပြင်တီရှူးနဲ့တုပ်ဘာလို့ဆိုတော့ဘာဖြစ်လို့ကျွန်တော်ဒီမှန်ကိုဒီလိုလက်ကြီးနဲ့ကင်ပြီးတော့ဒီလိုလုပ်တာတွေမကြိုက်လဲဆိုတော့ကျွန်တော်တို့လက်မှာရှိတဲ့လက်စီတွေကဒီမှန်မှာကတ်တဲ့ခါကျတော့ကျွန်တော်တို့သွားတဲ့ခါကျတော့ကျွန်တော်တို့မျက်လုံးနဲ့တာမန်မျက်လုံးနဲ့မမြင်နိုင်တဲ့အမှုံအမွားတွေကအဲ့လက်စီတွေမှာကတ်လာရင်လည်းကြီးတွေအညှိတွေတင်းလာရင်မှန်မကြည့်တော့ဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်တစ်ခုဟိုဒါကတော့စောင်းတဲ့လူတွေဘူသိတာပေါ့အဲ့တော့ကျွန်တော်ကမှန်အတင်ချလို့ရင်ကျွန်တော်ကဒီမှာပေးထားတယ်နော်ဒီလက်တင်လို့ရတယ်ဒီလေးတွေကနေပဲကျွန်တော်မှန်အတင်ချလို့မှန်အတင်ချလို့တဲ့အခါမှာလည်းကျွန်တော်ကဒီဘယ်မောင်းနေနဲ့သုံးတာဆိုတော့ဘယ်ဘက်ကအတင်ချလို့တဲ့အခါများတဲ့အခါကျတော့ဒီဘယ်ဘက်ကနေအတင်ချလို့ရင်ပိုတွက်တယ်ညာဘက်ကနေအတင်ချလို့ရင်တော့ခက်တယ်ပေါ့နော်အဲ့တော့
ဒါအကယ်၍များဒီလိုအထုပ်ကိုတွေ့ပြီးလို့စိတ်ဝင်စားလို့ကန်ကြီးတဲ့လူတွေရှိမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီအထုပ်ကိုဝါသနာပါတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်သူတို့လိုကျွန်တော်လိုစိတ်မျိုးမခံစားစေရအောင်ပေါ့နော်အကယ်၍ဒီအထုပ်ကလေးတွေကိုကန်ကြီးရမယ်ဆိုလို့ရှိရင်မှန်လေးတွေကြည့်ကျင်တယ်ဆိုလို့ဒီလိုမျိုးကြီးတွေမကန်ပါနဲ့နော်ကျွန်တော်ဒီတွေကနေကန်လေးဒီလိုပိထိထိမိမိပေါ့နော်ဒီတဲ့ကိုကန်ပါပြီးလို့ရှိရင်မှန်လေးတွေကြည့်ကျင်လဲဆိုလို့ရှိရင်ဒီဂျိုလေးတွေကနေဒီလိုလှန်ကြည့်ပါနော်အဲ့လိုမျိုးကြည့်ကြပါလို့အားလုံးပဲတရားဝိသောကကဲတောင်းတာခြင်းပြရပါစေတန်ရှင်းလေးလုပ်လိုက်ပါအောင်မယ်